အားလုံးပဲမြေလာပါအားလုံးကိုယေရှုနာမနဲ့နှုတ်ဆက်ပါတယ်ဘုရားတခင်ကိုချစ်ပါကျွန်တော်တို့ချစ်တာထက်ဘုရားတခင်ကချစ်ပါတယ်ကျွန်တော်ဒီချားတာတွေ၎င်းဆေးရဲတွေ၎င်းအတူတကွဘုရားတခင်ဒီအတူအသက်ရှင်ခွင့်ပေးတယ်ဘုရားတခင်ပြောထားဒီမှာတီတို့ကဒီစာထွက်တာရဲ့အလုံးမြတ်တယ်ရှင်မတက်ခေယာအခန်းကြီး6မှာအငယ်26မှာပြောထားပါတယ်မိုးကောင်းကင်နဲ့ညစ်များကိုကြီးရှုပ်စေခြင်းကြလောတဲ့သူတို့မှာမျိုးစင်းမရှိစပါးကိုမရစ်သူတို့မှာမတည်တီတို့ဒီအလိုကြီးမြတ်ပါမည်မဟုတ်လောဘုရားတခင်ပြောဆိုထားသည်အဲကြောင့်ဒီကိုအမေဘုရားတခင်ကြီးရှုပ်နေပါတယ်အာမင်ဒီကြားစာဒီနှုတ်ပတ်တော်ရှင်မသက်အခန်းကြီး6အငယ်26မှာယူပြီးဘုရားတခင်ဒီတာဝူယူပြီးကိုပဲစူးစမ်းပါရှော့ဖို့အပစ်ကတတ်ပါအားလုံးကိုဘုရားတခင်တာရွက်ကောင်းကြီးပေးပါစေအာမင်